အားလုံးပဲမင်္ဂလာပါရွန်ပြူတင်ရထွားပဲ channel လေးကကြိုဆိုပါရစေဒီနေ့မှာတော့စိတ်မကောင်းစရာအသေးကြီးအပြက်စီးအများကြီးဖြစ်တဲ့ငလင်လေးအကြောင်းကိုပြောချင်ပါတယ်ဒီငလင်ရဆိုရင်မနေ့တနေ့ကလောက်ခတ်သွားတဲ့ငလင်ပါဒီဟာကညီမတို့မန်းလေးကနေမိထီလာကိုလာတဲ့အချိန်မှာသွားတာပေါ့နော်လောက်ခတ်သွားတာဆိုတော့လမ်းတစ်လျှောက်လုံးကိုမှတ်တမ်းတင်ယူနိုင်ခဲ့ပါတယ်အဲ့တော့ဒီမှတ်တမ်းလေးတွေကိုညီမတို့တစ်ချက်ပြန်ပြီးတော့မျှဝေပေးချင်ပါတယ်ဒါတွေကကားလမ်းပေါ်ကနေရေတွေရေအောက်ကနေထိုးထွက်ပြီးထွက်လာတာပေါ့နော်ငလင်လောက်ခတ်သွားတဲ့အတွက်အကွဲကြောင့်လည်းဖြစ်ပြီးတော့ကားတွေလည်းကျက်လမ်းတွေလည်းပြိုပြီးတော့ပေါ့နည်းနည်းပပပေါ့အရန်ကိုအစင်မပြေဖြစ်သွားကြတယ်ပေါ့နော်ကားသမားတွေ highway လမ်းသမားတွေပေါ့နော်အဲ့ဒါကိုညီမအမီယာညီမတို့လည်းမိတ်ဆွေလာကိုသွားနေတဲ့အတွက်အမှတ်တမ်းလေးတော့ရယူနိုင်ခဲ့ပါတယ်ရှင်အဲ့ဒါလေးကိုမျှဝေပေးတာပါဒီဟာကမြေအောက်ရေတွေကငလင်လောက်ခတ်တဲ့အချိန်မှာဒီနေရာအရန်ကျန်းသွားတယ်ငလင်လောက်ခတ်တဲ့အချိန်မှာသူကအောက်ကနေရေတွေမီးတောင်ချော်ကြီးပေါက်တယ်လို့မျိုးအဲ့လိုမျိုးပေါက်ထွက်သွားတာပေါ့နော်လမ်းမှာဆိုကားချင်းတွေကားတွေလာတာနဲ့ချက်ချင်းကိုကားတွေရပ်ပြရတာပေါ့နော်ငလင်လောက်တဲ့အတွက်တကားနဲ့တကားမတိုက်မိအောင်လို့ကားတွေကိုချက်ချင်းရပ်ပလိုက်ရတယ်ပြီးမှပဲငလင်ဖြည်းဖြည်းချင်းလှုပ်နေတဲ့အချိန်မှာပဲလမ်းဘေးတနေရာကိုထိုးရက်ပြီးတော့ကားတွေအဲ့လိုပေါ့နော်သွားရတဲ့မြင်ကွင်းတွေပေါ့နော်အရန်ကိုကြောက်စရာကောင်းတဲ့ကိုယ်တိုင်ကြုံတွေ့ရတဲ့အတွက်ပေါ့နော်အရန်ကိုလည်းတုံလုံးမိတယ်ပြီးတော့ဒီမြင်ကွင်းကြီးပေါ့နော်မျက်လုံးတွေကနေဘလို့မှကိုပျောက်ထွက်သွားမယ့်မြင်ကွင်းမျိုးမဟုတ်ဘူးပေါ့နော်ဒီငလင်ကအရန်ကိုကျန်းတယ်လို့ပြောတယ်အင်းအားခွန်တသမခွန်ရတာစကေရှိရဲ့ငလင်မှာသူကစကိုင်းပြည့်ရွေကျော်နဲ့အခြားပြည့်ရွေကျော်တွေမှာတည်ရှိရဲ့အတွက်ဒီငလင်ကမန်လေးနဲ့ရန်ကုန်အမြန်လန်းကပြီးတော့လမ်းဟောင်းရဲ့ပေါ်မှာမူတည်ပြီးတော့လောက်ခတ်သွားတယ်လို့ကြားရတယ်ပေါ့နော်လမ်းនេះမှာဆိုလဲအကွဲချောင်းနေနဲ့ငလင်လောက်ခတ်သွားတဲ့အတွက်ပေါ့နော်ပြီးတော့အိမ်တွေလည်းပြိုတစ်ပင်တွေလည်းကျိုးချေပြီးတဲ့ဒီမြင်ကွင်းကအရန်ကိုစိတ်မကောင်းစရာဖြစ်တယ်အိမ်တွေဆိုရင်တချို့ဆိုအိမ်အလုံးလိုက်တွေပြိုတယ်ဈေးတွေတွေကအစတစ်ပုံတွေအုပ်ပုံတွေအကုန်ပြိုတယ်ပြီးတော့အိမ်တွေဆိုတရကားတွေကအစဘလို့မကိုလေလုံးဝလေငလင်လောက်ခတ်နေတဲ့အတွက်လေမျက်မြင်ကိုတမျက်စိရှိမှအိမ်အလုံးလိုက်ကြီးပြိုသွားတာအစမြင်တွေ့ရတဲ့အတွက်လေအရန်ကိုစိတ်မကောင်းဖြစ်ပြီးတော့လေမန်လေးကနေမိတ်ဆွေလာကိုမနေ့အားတင်းပြီးတော့လာရတယ်ပေါ့နော်အရန်လေးစိတ်မကောင်းဖြစ်တယ်ဒီငလင်ကြီးကတော်တော်ကိုကျန်းသွားတဲ့အတွက်ပေါ့နော်တချို့ရွာလေးတွေဆိုရင်အိမ်ထဲကနေအိမ်ပြင်ကိုပြေးထွက်ပြီးတော့အဲ့လွတ်တဲ့နေရာမှာငလင်လွတ်တဲ့နေရာတို့အရိပ်အဝါသားလွတ်တဲ့နေရာမှာဆိုရင်အထုပ်လေးတွေနဲ့သူတို့မတန်းစီပြီးတော့နေရတာပေါ့နော်ဒီຢာတွေဆိုရင်ဒါတရားပေါ့နော်စမုံတရားဒီစမုံတရားကြီးကကျိုးကြည်သွားတယ်လို့ခုနပြောတယ်ဒါညီမတို့ဖြတ်ပြီးချင်းမှာအနောက်မှာဆက်လောက်လိုက်တဲ့အတွက်ကျိုးကြည်သွားတယ်လို့ကြားလိုက်ရတယ်ပေါ့နော်ဖျားထီတော်တွေရောဖျားစိန်ဘူးတော်တွေရောအကုန်လုံးပြိုတယ်ဒီပြီးတော့ဒါကကြောက်ဆယ်မှာဆိုပို့ဆိုးတယ်အခုကြောက်ဆယ်ရောက်တော့မယ်ဒီကြောက်ဆယ်မြင်ကွင်းတချို့ကိုလည်းတစ်ချက်ကြည့်လိုက်ပါအောင်နော်အင်းအားခွန်တသမခွန်ရတာစကေးဆိုတာကမြမသမိုင်းမှာအပြင်းထန်ဆုံးငလင်ဖြစ်တယ်ငလင်လို့လည်းမှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့နော်ဒီငလင်လောက်ခတ်ပြီးအပြက်စီးဆုံးရှုံးမှုတွေနဲ့အိုးမဲ့အိမ်မဲ့ပြူသူတွေအများကြီးကိုမြင်တွေ့ရတယ်အသက်သေဆုံးတဲ့သူတွေလည်းအများကြီးရှိလာပါရဲ့နော်ဒါကငလင်လောက်ခတ်ပြီးချိန်မှာရက်ထားတဲ့ကားတွေကနေနေရာအသီးသီးကိုထွက်ခါတော့မှာပေါ့နော်ဟိုဘက်ကအိမ်ဆိုရင်လုံးဝအုပ်လိုက်ကိုပြိုကျသွားတယ်အဲ့ဒါတော့ဆောက်လက်စားပေါ့နော်ရှေ့မှာတရားကကျိုးနေတဲ့အတွက်ညီမတို့ဒီဘက်ကလမ်းလွှဲရနေမောင်းရတယ်ပေါ့နော်တရားကတော်တော်ကျိုးထားတယ်ဟိုဘက်တရားဆိုရင်အပေါ်တရားရဲ့ငေါထွက်နေရပေါ့နော်ငေါထွက်နေရအဲ့လိုပဲပြောရမလားပေါ့နော်ငေါထွက်နေတဲ့ပုံစံပေါက်နေတယ်တရားတွေဆိုရင်လည်းအကွဲနေပေါ့နော်အရန်ကိုမြင်ခွင်ကတော့ရင်တထိတ်ထိတ်နဲ့သွားရတာပေါ့နော်ပဲချိန်မြန်းငါတက်နေတဲ့အချိန်မှာတရားမြန်းကြိုးကြသွားမလားဆိုပြီးတော့အဲ့လိုရင်တထိတ်ထိတ်နဲ့တော့သွားရတာပေါ့နော်မန်လေးကနေထွက်လာချင်းကငလင်မလုတ်သေးဘူးညီမတို့ဒီကြောက်ဆယ်နောက်ပိုင်းကြောက်ဆယ်အရှိပိုင်းလောက်ကြာမှာပေါ့နော်ငလင်ကလောက်ခက်လာတာပေါ့နော်အခုမြင်တွေ့ရတဲ့အိမ်ကပေါ့နော်စားတောက်ဆိုင်လို့လည်းပြောတယ်အဲ့ထဲမှာမိသားစု9ယောက်ရှိရ9ယောက်လုံးပိတ်မိနေရပေါ့နော်ကလေး2ယောက်နဲ့ကလေးငူတန်တွေလည်းကြားရတယ်သူတို့မရရအောင်တော့ကယ်ဆယ်ကူထုတ်ပေးနေတယ်ဒါမဲ့လည်းအိမ်ရဲ့အပေါ်ကပို့ပြီးတော့ဘယ်လိုပြောမလဲအမြင့်အရန်များတဲ့အတွက်ပေါ့နော်အောက်ကိုပြိုကျသွားတယ်ပေါ့နော်ကလေးတွေမိသားစုတွေကဒီပြိုကျနေတဲ့အောက်ထဲမှာပိတ်မိနေတယ်လို့သိရတယ်အခုသူတို့ကယ်ဆယ်ရေးတွေကိုခေါ်ထားတယ်ဒါမဲ့ကဲတော့မထုတ်နိုင်သေးဘူးပေါ့နော်သူရက်သားပြည်သူတွေကလည်းဆက်ပြီးတော့ငလင်လောက်ခတ်နေတဲ့အတွက်ဘယ်လိုပြောရမလဲသူတို့လည်းမကူညီနိုင်ဘဲနဲ့ကဲဆယ်ရေးပဲစောင့်နေကြတာပေါ့နော်မိဘပြည်သူများတေချာသိရှိနိုင်အောင်လို့တော့အချင်းချင်းတော့မလုပ်ထားဘူးဒီတိုင်းအရှိတိုင်းကိုပြထားပါတော့ရှေ့ကဖရားကြီးဆိုရင်အရန်ကိုပြိုတယ်ဖရားတစ်ခုလုံးအောင်ပြိုတယ်ပေါ့နော်ဘေးနာအဆောက်အုံတွေရက်တော်မူကောလဲလောင်းတော်မူကောအကုန်ပြိုသွားပဲပေါ့နော်ပြီးတော့င
ငလင်လောက်မယ်ဆိုရင်ငလင်လောက်ခိုင်တော့အရင်ဆုံးအဆောက်အဦနဲ့ဝေးနိုင်တဲ့နေရာကွင်းပြင်တို့လယ်ကွင်းတို့မှာနေရမယ်ပေါ့နော်ကိုယ့်ရဲ့တကူရီတုံးတဲ့ရေတို့ဆေးဝါးတို့တောက်တုံးရေတို့ကိုအကူအညီထားရှိထားရမယ်ပေါ့နော်ဘယ်နေရာပဲရောက်ဘလို့မှခက်မှန်းမနိုင်တဲ့အတွက်ပေါ့နော်ငလင်ဆိုတာဘလောက်ပဲခိုင်ခန့်တဲ့အဆောက်အဦပဲဖြစ်ငလင်ကတော့လှုပ်ခတ်တဲ့အတွက်အဲ့အဆောက်အဦတွေကတုံးကနေကိုပြိုလဲကြစေပေါ့နော်ဒီနေရာဆိုရင်ညီမတို့ကားတွေကိုအရန်ကိုစောင့်ပြီးမှညီမတို့ဖြတ်လာတဲ့နေရာပေါ့နော်ဒီလမ်းကြီးတစ်လျှောက်လုံးကိုတော်တော်ကြီးကိုပြည့်ရွေ့ကြော်ကြီးလိုမျိုးဖြစ်သွားတာပေါ့နော်ဒီလမ်းကတော့ညီမတို့မိတ်လာအဝင်တွင်းမြို့အဝင်ပေါ့နော်ဝင်တွင်းမြို့အဝင်မှာဖြစ်သွားတဲ့လမ်းပေါ့နော်လမ်း6လမ်းသွားလမ်းအကျယ်ကြီးကမှဒီလိုမျိုးပြည့်ရည်ကြော်တွေဖြစ်သွားတဲ့အတွက်ပေါ့နော်မြေတွေအကွဲပြီးတော့ရှေ့မှာဆိုအရန်အကွဲမှာဒီမှာရိုက်ပြထားအောင်မယ်အဲ့မှာဆိုရင်ကားတွေတစ်စီးပြီးတစ်စီးပဲလို့ရတယ်ပေါ့နော်ဟိုတစ်စီးနဲ့တစ်စီးဘလို့မှသွားလို့မရတဲ့နေရာချင်းချင်းလေးဖြစ်နေတဲ့အတွက်ပေါ့နော်အရန်လေးကားတဲ့အရှည်ကိုဆောင်းရတယ်ဟိုတေချာတော့တယောက်နဲ့တယောက်တော့ဆက်ရှည်လေးနဲ့တော့လုပ်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒီချိန်မှာမောင်နှမတွေညီကိုသားချင်းတွေအကုန်လုံးကခက်ခဲနေတဲ့အတွက်ပေါ့နော်ညီမတို့ပြည်သူတွေအကုန်လုံးကလည်းကူညီပေးပါတယ်အရန်ကိုစာနာစိတ်ရှိရပြည်သူတွေပေါ့နော်မြန်မာပြည်သူတွေကကိုမှမရှိရင်တော့မှလူတိုင်းကိုကူညီခြင်းနဲ့စိတ်ကလေးရတော့ရှိရပေါ့နော်အတော်ဆိုးရွားတဲ့မြင်ကွင်းကြီးပါနော်ဒီနေရာဆိုရင်ဘယ်လိုမှကားတွေဆက်သွားလို့မရတော့တဲ့နေရာပေါ့နော်ညီမတို့ဆိုလည်းဒီနေရာကြော်လွန်တာနဲ့ညီမတို့လူတွေကားပေါ်နဲ့အိုးဝေးပေါ်နဲ့ဆင်းပြီးတော့ညီမတို့လမ်းလျှောက်ရတယ်ပေါ့နော်အိုးဝေးကျတော့3ဘိန်းနဲ့ပါတာဆိုတော့လေမထိန်နိုင်တဲ့အတွက်ဝိတ်မထိန်နိုင်တဲ့အတွက်အဆင်မပြေဘူးလေနော်အခုတော့ဒီမှာညီမတို့လမ်းလျှောက်ပြီးတော့ရက်နေတဲ့အချိန်မှာကားတွေကိုညီမတို့တစ်ချက်ရိုက်ပြပေးရပေါ့နော်ဒါကတော့ဝင်းတွင်းအဝင်တိုင်ကောင်ကုန်းကျေးရွာရဲ့အလွန်မှာဖြစ်သွားတာပေါ့နော်ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ငလင်ဆိုရဲ့အတွက်တော့နောက်ဆက်တွဲငလင်လောက်ခတ်မှုတွေအများကြီးရှိနိုင်တဲ့အတွက်တရက်နှစ်ရက်အတွင်းတော့စောင့်ကြည့်ပေးဖို့အားလုံးကိုတောင်းဆိုလိုက်ပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာလည်းဆုံတွေ့ကြပါသေးရဲ့နော်။